ဘုံကျဲလို့အမြောက်တွေနဲ့ပြစ်လို့ရဲဆိုလဲပြည်သူကိုနှိပ်စက်လို့ညှဉ်းပန်းလို့ဖမ်းဆီးလို့ချင်းချောက်လို့ပြည်သူတွေဘယ်လောက်ထိဒုက္ခရောက်လဲအိုးအိမ်တွေဘယ်လောက်ထိစွန့်ပစ်နေရတယ်လဲစွန့်ပြေးနေရတယ်လဲပြင်းတာကလေးငယ်တွေအမျိုးသမီးတွေဘယ်လောက်ထိမမှန်ရဲစောစောကားကားတွေခံစားနေရတယ်လဲဒါတွေအကုန်လုံးကတော်လိုင်းတစ်ဖွဲ့ကလောက်တာမဟုတ်စစ်ကောင်စီဘက်ကခေါင်းတွေလောက်တာအဲ့တော့သူပြောပါတယ်ဆိုတဲ့စကားတွေကတော်တော်ယွန်စရာကောင်းလို့ပေါ့နော်အဲ့တော့ဒီမိမိဒေတာတည်ငြိမ်အေးချမ်းမှုပြတ်အောင်နဲ့မဖွင့်ပြောအောင်တိုင်းသားလက်နက်ကိုင်တွေကပဲလုပ်နေပြီးတော့အယုတ်ဆိုးအကြီးတန်းတို့တမိုင်းဝင်အမဲဆက်အဖြစ်ကြံရိတ်ခဲ့မိတာဖြစ်ကြောင်းလက်နက်ကင်ကြမ်းဖက်မှုကြောင့်မလို့ပျက်စီးခဲ့ရတဲ့ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာပြုပြင်ပြောင်းလဲဖို့လိုကြောင်းပြန်လည်ရှင်သန်ဖွံ့ဖြိုးဖို့နိုင်ငံတော်နဲ့အတူပေါ့နော်ဒေသခံဒီလိုလူငယ်တွေအကုန်လုံးကိုခေါင်းတွေကိုပဲချိန်ပြီးတော့ပြစ်ခတ်တက်ဖြတ်တာတွေလောက်ခဲ့တဲ့ကောင်ဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့လူငယ်တွေရဲ့အသက်တွေကြည့်မယ်ဆိုရင်16နှစ်19နှစ်ဒီလိုမျိုးပုံစံမျိုးလေးပဲရှိဒါလူငယ်တွေပဲအဲ့လိုမျိုးကြီးကျယ်တဲ့စကားကိုပြောနေတဲ့ကောင်ကလူငယ်တွေကိုဥတီပြီးပြစ်မှတ်ထားပြီးတက်ဖြတ်နေတဲ့ကောင်ပြောချင်တာအခုမှလောက်တာမဟုတ်ဘူးဟိုအစောပိုင်းကာလကနေကလောက်ခဲ့တဲ့ကောင်ဆိုတာဒါတွေကတက်တည်ရှိတယ်ပေါ့နော်အဲ့တော့35ရာခိုင်နှုန်းကအခုရောရှိသေးရဲ့လားဟုတ်တယ်လူငယ်တွေဒါနိုင်ငံမှာပေါ့နော်ဒါလူကြီးရဲ့35ရာခိုင်နှုန်းကလူငယ်တွေဆိုတာဟုတ်တယ်ထားအောင်အဲ့35ရာခိုင်နှုန်းအခုရောရှိသေးရဲ့လားဘယ်လောက်တောင်မှညော့သွားပြီလဲသူတို့ဒါပါစအနေနဲ့ဒါတင်တန်းနေဒါတင်းကျပ်တက်ခိုင်းပြီးတော့ရှေ့တန်းတွေကိုပို့တယ်တေလန်းတွေကိုပို့တယ်အဲ့အင်အားကကိုပဲဒီနှစ်တော်တင်မှာသိန်းကနန်းရှိတယ်သိန်းကနန်းလောက်ရှိတယ်တပတ်စဉ်ကို9000နဲ့ခေါ်နေလိုက်တာအပတ်စဉ်30ကျော်20နီးပါးထိဖြစ်နေပြီအဲ့ကျသိန်းကနန်းထိလူငယ်တွေပေါ့နော်သူတို့တွေအနာဂတ်တွေဖျောက်ပလိုက်ပြီခုအဲ့လိုပုံစံမျိုးနဲ့ပါစဖြစ်မှာဆိုလို့နိုင်ငံရေးရှားကိုထွက်ပြေးကြတဲ့လူငယ်တွေသိန်းကနန်းရှိမယ်အများကြီးပဲအကုန်လုံးထွက်ပြေးကြကျွန်တော်တို့လာဆက်သွယ်ကြတဲ့အဖွဲ့တွေလည်းရှိတယ်ရှောင်ပြေးကြတဲ့အဖွဲ့တွေရှိတယ်အများကြီးပဲသူနီးသူဟန်နဲ့ပြေးကြတဲ့အဖွဲ့တွေလည်းရှိတယ်ဘာကြောင့်လဲပါစအဖြစ်ခံရမှာဆိုလို့ပါစဖြစ်ပြီးဆိုတဲ့ခါကျရင်တေလန်းပို့မှာဆိုလို့ကိုမိသားစုရင်ကျိုးရမှာဆိုလို့ဒါမျိုးပုံစံမျိုးတွေနဲ့ထွက်ပြေးနေကြတဲ့လူငယ်တွေအများကြီးရှိတယ်ပြီးရင်တောထဲကိုရောက်လာတဲ့လူငယ်တွေလောကကိုယ်မှာရှိတဲ့အိမ်မက်တွေစိတ်ကူးတွေဒါတွေအကုန်လုံးကိုပြစ်ချပြီးတော့ဗောနော်နိုင်ငံရဲ့ဝင်ကိုထမ်းဖို့အတွက်တောထဲကိုလက်နက်ကင်ဖို့အတွက်ရောက်လာကြတဲ့လူငယ်တွေအများကြီးရှိတယ်အဲ့တော့သူပြောတဲ့35ရာခိုင်နှုန်းကိုသူဘယ်လောက်ထိမမရဲနဲ့ဖြုံးနှိပ်ပလိုက်ပြီလဲမမရဲနဲ့အခုလိုမျိုးရှင်းထုတ်ပလိုက်ပြီလဲဆိုတဲ့ဟာကိုသူကိုယ်တိုင်သိတင်တယ်ဗောနော်အဲ့တော့ဒီဟာတွေကတကယ်ပြောရင်အခုတောထဲကိုလက်နက်ကင်ဖို့ရောက်လာတဲ့ PDF လူငယ်တွေဆိုတာကလည်းဒီကောင်အဲ့လိုမျိုးအာဏာသိမ်းပြီးတော့ရွေးဥမှမှာလှုပ်လို့ရောက်လာတာအဲ့ဒါကိုသူကဒါလူငယ်တွေကိုနေရာပေးမယ်တော့အားကိုးတယ်တော့နိုင်ငံရဲ့အနာဂတ်တွေဖြစ်တယ်လို့ဆိုပြီးတော့ဗရီဗရာတွေဒီပါဇက်ကြီးကနေရှောက်ပြောနေတာတော်တော်လေးယွန်စရာကောင်းတယ်ဗောနော်ပထမဆုံးတော့ဒီလူငယ်တွေကိုနေရာပေးမယ်လူငယ်တွေကိုအားကိုးပါတယ်ဆိုပြီးတော့ပြောနေတဲ့မင်းအောင်လှိုင်ကသူ့ရဲ့တက်ချုပ်တက်တန်းကြီးပဲကိုပဲ2017 March လ30ကနေတွက်ကြည့်မယ်ဆိုရင်15နှစ်လောက်ဖြစ်နေပြီ14နှစ်ကျော်15နှစ်နီးပါးဖြစ်နေပြီကဲတက်တန်းတိုးလိုက်ပြီးရင်6လတက်တန်းတိုးလိုက်ဗနက်ဆက်ပြီးတော့ယူလိုက်ဒါမျိုးပုံစံမျိုးနဲ့သူရှေ့ကနေပိတ်ထားတာနောက်ကကောက်နေတကောင်းမှတက်ခွင့်မရအဲ့တော့ဒီလိုမျိုးပုံစံမျိုးနဲ့ဒါရှေ့ကနေပိတ်ထားပြီးတော့ဗောနော်လူငယ်တွေကိုနေရာမပေးခြင်းတဲ့ကောင်ကလူငယ်တွေကိုနေရာပေးရမယ်ဆိုတဲ့စကားတွေကိုပြောနေတာကတော်တော်လေးယွန်စရာကောင်းတယ်ဗောနော်အဲ့တော့သူကရှေ့ကနေအဲ့လိုပိတ်ထားတဲ့ကောင်ကြတော့အောက်ကဗိုလ်ချုပ်ဖြစ်ရမယ်ကောင်ဗိုလ်ချုပ်မဖြစ်တော့ဘိုးကြီးဖြစ်ရမယ်ကောင်လည်းဘိုးကြီးမဖြစ်တော့ဘူးဘိုးဖြစ်ရမယ်ကောင်လည်းဘိုးမဖြစ်တော့ဘူးအဲ့လိုပုံစံမျိုးနဲ့အောက်မှာအကုန်လုံးပိတ်မိသွားတဲ့ဟာတွေအများကြီးရှိဒါကတော့သူတို့အပိုင်းပေါ့နော်သူတို့ပဲချမ်းပေါ့ဒါပေမဲ့ခုနကလိုပေါ့နော်နိုင်ငံရဲ့အနာဂတ်တွေကိုသူဖြုံးတိခဲ့တဲ့အသက်တွေကအများကြီးရှိတယ်ပေါ့နော်အဲ့ပြောရမယ်ဆိုရင်တက်ထဲမှာတော့ဒါသူ့ကိုနေရာဖယ်မပေးလို့အောက်ကလူတွေနေရာမရကြောင်းကိုတွင်တွင်ပြောနေတဲ့စစ်သားတွေအများကြီးရှိတယ်ပေါ့နော်အဲ့တော့ပြောမယ်ဆိုရင်ဒီ forum မှာသူပြောခဲ့တာတွေအကုန်လုံးကစာရွက်ကြီးကိုကြည့်ပြီးတော့ပြောတာတချို့နေရာတွေမှာဆိုရင်ထစ်လို့ငေါ့လို့ပြန်ပြီးတော့ပြန်လှန်ဖတ်နေရတဲ့ပုံစံမျိုးတောင်ဖြစ်နေတယ်ပေါ့နော်တော်တော်ကိုပြောရမယ်ဆိုရင်သူနဲ့ဒီနေရာတွေနဲ့မကိုက်ညီတော့ဘူးအတိလားသူအဲ့လိုမျိုးပြောနေတယ်ဆိုတာကိုလေသူကရှက်ရကောင်းမှလည်းမသိဘူးပေါ့နော်အဲ့လိုပုံစံမျိုးနဲ့တုံချိနဲ့အဲ့နေရာကိုရအောင်ဒါချစ်ကုပ်ပြီးတော့နေသေးတယ်ဆိုတော့ကောင်တော်တော်ကိုအံ့ဩတယ်ပေါ့နော်အဲ့တော့ပြောမယ်ဆိုရင်ဒီမိန်ကွန်းရဲ့ရည်ရွယ်ချက်ကလူငယ်တွေကိုအမှန်တကယ်နားထောင်ဖို့မဟုတ်ဘူးလူငယ်တွေရဲ့ဒေါသတော်လှန်ရေးစိတ်ဓာတ်ကိုပျော့ပြောင်းအောင်လုပ်ဖို့အခုတော်တဲ့ကိုရောက်လာပါတယ်ဆိုတော့ PDF လူငယ်တွေပေါ့နော်ဒီလူငယ်တွေရဲ့တော်လိုင်းစိတ်ဓာတ်ကိုပျော့ပြောင်းအောင်လို့ဒါသူတို့ရဲ့ဒေါသတွေကိုဖြေလျှော့ဖို့ဆိုတဲ့ပုံစံမျိုးနဲ့လူငယ်တွေကိုနေရာပေးပါတယ်လူငယ်တွေကိုအားကိုးပါတယ်ဆိုတဲ့ဟာတွေနဲ့ရည်ရွယ်ပြီးတော့လှုံ့ဆော်နေတာဖြစ်တယ်လို့ယူဆလို့ရတယ်နောက်တစ်ခုကတော့နိုင်ငံတကာကိုဒါစစ်တပ်ကပေါ့နော်သူတို့ရဲ့စစ်တပ်ကလူငယ်တွေနဲ့ပူးပေါင်းနေပါတယ်ဆိုတဲ့အမြင်ကိုပြဖို့သူကလူငယ်တွေကိုလေးပေးပါတယ်လူငယ်တွေကိုနေရာပေးပါတယ်လူငယ်တွေရဲ့အခန်းကဏ္ဍကိုဒီလိုမျိုးဖော်ဆောင်နေပါတယ်ဆိုတဲ့အမြင်တွေကိုပြဖို့အတွက်တမင်ရွယ်ပြီးလှုပ်တာဖြစ်တယ်အဲ့တော့မယိုးမသားရွေးကောက်ပွဲကိုလူငယ်တွေရဲ့နာမည်နဲ့အလှဆင်ဖို့လှုပ်တာဖြစ်တယ်တကယ်အဲ့တိုင်းပဲအဲ့ပုံစံတိုင်းပဲအချင်းချုပ်ပြောရမယ်ဆိုရင်ဒီ forum ကပေါ့နော်ဒါလူငယ်တွေအတွက်မဟုတ်ဘဲနဲ့ဒီမင်းအောင်လှိုင်ပေါ့နော်မင်းအောင်လှိုင်အာဏာတည်မြဲဖို့အတွက်လူငယ်တွေကိုအသုံးချနေတဲ့ဝါရဖြန့်မှုတစ်ခုပဲဖြစ်တယ်ဆိုတဲ့ဟာကိုလည်းသိစေချင်တယ်လူငယ်ကိုအားကိုးတယ်လို့ပြောနေတဲ့ကောင်ကလူငယ်တွေကိုပြတ်တက်ဖို့အမိန်ပေးခဲ့တဲ့ကောင်ဆိုတာကိုကျွန်တော်တို့မမေ့ဖို့လိုအပ်တယ်
နောက်တစ်ခုကတော့ဒါ84နှစ်မြောက်ကရားပြည်နယ်နေ့တဝင်လွှာအဲ့မှာပါတဲ့ဟာလည်းပြောမှာပေါ့နော်အဲ့တဝင်လွှာဘယ်ဟိုပို့လဲဆိုတာလည်းကျွန်တော်လည်းမသိဘူးဘယ်သူကလက်ခံတယ်လဲဆိုတာလည်းမသိဘူးအဲ့မှာပါတဲ့ဟာတွေဆိုလဲဒါတော်တော်လေးယွန်းစရာကောင်းတဲ့ဟာတွေရှိပါတယ်မြန်မာနိုင်ငံကပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်မှာအရှိန်ဟုန်နဲ့ရှောက်လန်းဖို့ကြိုးစားနေတဲ့ကာလအစပိုင်းမှာတဲ့တိုးတက်မှုတွေအများကြီးရှိခဲ့ပေမဲ့နောက်ပိုင်းကာလမှာပန်းနိုင်မရောက်ခင်တက်ကြိုးခဲ့တယ်အဲ့အခြေအနေကိုကြုံတွေ့ခဲ့ရတယ်ဆိုတဲ့အကြောင်းအရှိကြီးလှုပ်ထားတယ်ဗောနော်အဓိက2020မှာ NLD ကတပါတီအာဏာရရေးအတွက်မဲကိုအကြီးကျယ်ခိုးတယ်စစ်တပ်ကအဲ့ဒါကြောင့်မလို့နိုင်ငံတော်ရဲ့တာဝန်ကိုမလွဲတာလို့ပခုံးထမ်းပြီးတော့ယူခဲ့လိုက်ရတယ်ဗောနော်ဒါကိုစန့်ကျင်ဘက်အဖွဲ့အစည်းတွေကအခွင့်ကောင်းယူပြီးတော့လက်နက်ကင်လမ်းစဉ်နဲ့စူပူအောင်တိုင်းပြည်မငြိမ်မသက်ဖြစ်အောင်လှုပ်တယ်အချို့တိုင်းရင်းသားလက်နက်ကင်တွေကလည်းအသိဉာဏ်နှဲပါပြီးတော့လမ်းလွဲတဲ့လူငယ်တွေကိုမြှောက်ပင့်ပေးပြီးတော့တိုက်ပွဲတွေဖော်ဆောင်နေနေမြေတွေချဲ့ထွင်တယ်ပြောချသွားပါဘောနော်တနိုင်ငံလုံးနဲ့တယောက်ဖြစ်မဲ့အကွက်ကြီးပြောချဒီကောင်တကယ်လဲအဲ့လိုပုံစံမျိုးဖြစ်နေတာတနိုင်ငံလုံးနဲ့တယောက်အတိုင်းဝိုင်းတစ်ခုလုံးနဲ့တယောက်အဲ့လိုဖြစ်နေတာသူ့ရဲ့စစ်တပ်အတိုင်းဝိုင်းကတော့မှသူ့ကိုမလိုလားတော့ဘူးအခုလည်းပြောသွားတာအကုန်လုံး NLD ကဘယ်လိုမျိုးလုပ်ခဲ့တယ်ဆိုတဲ့ဟာဒီမဲလိမ့်မဲခိုးတယ်ဆိုတဲ့ဟာကြီးကိုနေရာတိုင်းမှာပြောနေတာလို့ကျွန်တော်ပြောခဲ့သလိုပဲအခုလည်းနေရာတိုင်းမှာပြောတယ်ဒီတဝင်လွှာဆိုတဲ့အဲမှာတော့မှထည့်ပြီးတော့သူကရေးလိုက်သေးတယ်ပေါ့နော်အဲ့လိုပုံစံမျိုးနဲ့ဒါကထိုးချဖို့လုပ်နေတမိုင်းကြက်အောင်လုပ်နေတာပြောချင်တာကတော့တမိုင်းအမားကိုရေးနေတာပေါ့ဗျာNLD ကမဲခိုးလို့သူကဒီလိုမျိုးမလွဲမရှောင်တာတာဝန်ယူလိုက်ရတယ်သူတမရလှုပ်ရှင်ပါတယ်ဆိုပြီးတော့စာပို့ခဲ့တဲ့ဟာသူတမရလှုပ်ရှင်ပါတယ်ဆိုပြီးတော့ခွင့်တောင်းခဲ့တဲ့ဟာညင်းပယ်ခံလို့ရှုံးမဲပြီးလှုပ်တာကြတော့မပါထားဘူးပေါ့နော်အဲ့ဒါဒီစစ်တပ်တဲ့ကောင်တွေတော့သိချင်မှသိလိမ့်မယ်ပေါ့နော်ပြီးရင်ဒါပြောလိုက်သေးတယ်လမ်းလွဲလိုက်တဲ့လမ်းမလိုက်တဲ့လူငယ်တွေကိုမြောက်ပင့်ပေးတယ်ဒီတိုင်းသားတော်လိုင်းတပ်ဖွဲ့တွေကပေါ့နော်ဒီလိုမျိုးဒါအကြမ်းဖက်တဲ့လုပ်ရက်တွေကိုအားပေးခဲ့တယ်ဆိုတဲ့ပုံစံမျိုးတိုင်းပြည်ကိုမငြိမ်မသက်ဖြစ်အောင်လုပ်တယ်ဆိုတဲ့ပုံစံမျိုးအသိဉာဏ်နဲပါတယ်ဆိုတဲ့ပုံစံမျိုးတော့မှထည့်ပြီးတော့ပြောသွားလိုက်သေးတာတကက်လူမိုက်စကားတော့အဲ့ကောင်ကအဲ့လိုမျိုးအဲ့တော့မဲကိစ္စကိုပဲအမြဲဖင်ပိတ်ပြီးတော့ဒါမရိုင်းနေတဲ့ဟာတွေရိုက်သွင်းနေတဲ့ဟာတွေလည်းရှိတာပေါ့နော်ပြီးတော့မြောက်ပေးလို့ဒါတိုက်နေရတဲ့ဒေါ်လာရင်းတပ်ဖွဲ့တွေလို့သူထင်နေတယ်ဆိုရင်လည်းတော်တော်လေးကိုမာရွန်းနဲ့ယူဆလို့ပြောရမယ်အခုလက်ရှိဒေါ်တဲ့တောင်ထဲမှာခက်ခဲပင်မဲ့ကြမ်းတမ်းစွာနဲ့ပေါ့နော်တိုက်ပွဲဝင်နေကြပါတယ်ဆိုတဲ့လူငယ်တွေကဒီတိုင်းသားတော်လိုင်းတပ်ဖွဲ့တွေကလာခဲ့ဘာခဲ့ညာခဲ့ဆိုတဲ့ပုံစံမျိုးနဲ့ခုံလို့ရောက်ခဲ့ကြတဲ့လူငယ်တွေမဟုတ်ဘူးဒီ PDF တပ်ဖွဲ့တွေပေါ့နော်အခု PDF တပ်ဖွဲ့တွေက PDF လူငယ်တွေအကုန်လုံးကကိုယ်ခံယူချက်ကိုယ်စိတ်ဓာတ်နဲ့ပေါ့နော်မိဘတွေတားနေတဲ့ဂျားတဲ့ကတော့မှပဲဘယ်သူမှမြောက်ပေးစရာမလိုပဲနဲ့ကိုယ်ယုံကြည်ချက်တိုင်းရှောက်လန်းလာခဲ့တဲ့လူငယ်တွေဖြစ်အဲ့ဒါကြီးကိုပဲသူကမဲသူများမြောက်ပေးလို့ဒီဖွဲ့တွေကလောက်ရတယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြောနေတာ PDF တပ်ဖွဲ့တွေကအကုန်လုံးကလှန်ပြနေတယ်သူတိုင်းပြည်ကိုမငြိမ်သက်စေခြင်းနဲ့ပြည်ပနိုင်ငံကြီးအချို့ကလည်းတဲ့နီးမျိုးစုံနဲ့မြောက်ပေးနေကြကြောင်းတိုင်းပြည်ကအခုထိမငြိမ်သက်သေးဘူးဆိုတာကိုပြောတယ်ရဲနဲ့စစ်တပ်နဲ့ပြည်သူကလက်တွဲပြီးတော့တည်ငြိမ်အောင်လုပ်နေတယ်ဆိုတဲ့ပုံစံမျိုးလည်းပြောသွားတာရှိစရာမကောင်းလားကျွန်တော်ပြောတာကဲနိုင်ငံကြီးတွေကဆိုတာသူအားကိုးနေတဲ့နိုင်ငံကြီးတွေကအခုတိုင်းပြည်ကိုဘာလုပ်နေသလဲရုရှားကဘာလုပ်နေသလဲတရုတ်ပို့ဆိုတရုတ်ကဘာလုပ်နေသလဲကျွန်တော်တို့နိုင်ငံရဲ့တင်ရဇာတ်အကုန်လုံးကိုစုပ်ယူကိုပြင်ဆင်နေတာလှုပ်ဆောင်နေတာတကယ်လဲစုပ်ယူနေတာတွေအများကြီးရှိတယ်ကျွန်တော်တို့တိုင်းပြည်တွင်းမှာရှိနေကြပါတယ်ဆိုတော့ပြည်သူတွေဒီဟာတွေရဲ့အကျိုးကိုခံစား권မရဘူးအဲ့လိုခံစား권မရပါမယ်တခြားဒါခုနလိုပေါ့နော်နိုင်ငံရဲ့ခြားကတိုင်းပြည်တွေအတွက်ကြရတော့ခုနလိုစီဦးထောပတ်အကုန်လုံးပေးနေတဲ့ပုံစံမျိုးကိုမင်းအောင်လိုင်ကိုလည်းလက်ခံခဲ့တယ်အဲ့တော့တော်တော်လေးယွန်စရာကောင်းတဲ့အရှက်မဲ့တဲ့စကားတွေကိုပြောတယ်လို့ပြောရမယ်ပြီးတော့ဒါစစ်သားရဲပြီးရင်ပြည်သူကလက်တွဲပြီးတော့နိုင်ငံကိုတည်ငြိမ်အောင်လုပ်နေတယ်ဆိုပြီးတော့ပြောတာတော်တော်လေးရည်စရာကောင်းတယ်အခုစစ်သားတွေရဲတွေလှုပ်လို့ပြည်သူတွေဘယ်လောက်ဒုက္ခရောက်သလဲအခုအဲ့စစ်သားတွေရဲတွေလှုပ်လို့ပေါ့နော်လေအနေနဲ့တိုင်းသားပြည်သူတရက်လုံးကဝိုင်းဝန်းကြိုးပမ်းလက်တွဲဆောင်ရွက်ဖို့အတွက်သူကလက်တိုက်တွန်းပါတယ်ဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော်ဘယ်ကိုပုံမှန်မသိတဲ့တဝင်လာကိုဆက်တာကျွန်တော်တွေ့ရတယ်ပေါ့ဗျာအဲ့တော့အဲ့လိုပောက်ကရစကားတွေကိုဒေသခံတွေကနားထောင်လို့ရလားအခု तू ကပြောလိုက်တာကရားပြည်နယ်တကယ်ကရင်ပြည်နယ်ဆိုပြီးတော့ပဲကျွန်တော်တို့ပြောဆိုသုံးလုံးသတ်မှတ်ကြတယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးနေရာဒီလိုမျိုးဒေသမှာရှိပါတယ်ဆိုတဲ့ဒေသခံပြည်သူတွေကသူ့ရဲ့စကားတွေကိုရောနားထောင်ရဲ့လားပြီးရင်နားထောင်ခွင့်ရောရရဲ့လားဘာကြောင့်လဲဆိုတော့အဲ့နေရာတွေမှာအင်တာနက်လေးဖုန်းလိုင်းတွေအကုန်ဖြတ်တောက်ထားတယ်လမ်းမဆက်သွယ်ရေးအကုန်ပိတ်ဆို့ထားတယ်ဖြတ်လေးပြပုံစံမျိုးလုပ်ထားတယ်တောင်ဘက်ကလမ်းကြောင်းတွေလွိုက်ကော်ဘက်ကလမ်းကြောင်းတွေဒါတွေကစအကုန်ဖြတ်တောက်ထားတယ်ကုန်စည်စီးဆင်းမှုတွေဖမ်းဆီးတာမျိုးတွေကအစလုပ်တယ်ဒါမျိုးပုံစံမျိုးနဲ့ပေါ့သတင်းတွေအမှောင်ချပြည်သူကိုလုံးဝဒုက္ခမရောက်အောင်လုပ်ထားတဲ့ကောင်အဲ့လိုမျိုးပိတ်ဟိုဘက်ပိတ်ဒီဘက်ပိတ်ထားအပေါ်ကလည်းခုနလိုဘုံနဲ့ကျဲဒါမျိုးပုံစံမျိုးလုပ်နေတဲ့ကောင်ရဲ့စကားကိုဒေသခံပြည်သူတွေကနားထောင်ရဲ့လားနားထောင်ခွင့်ရောရရဲ့လားပြည်သူတွေဘာတွေနားထောင်သလဲဆိုတော့ကျွန်တော်တို့အဲ့ကိုရောက်တဲ့အချိန်မှာပြည်သူတွေစိတ်ဝင်စားဆုံးနားထောင်တော့ဘာလဲဆိုတော့လေရင်တန်းဟာဒီတန်ဆိုရင် Jet Fighter ဟာဒီတန်ဆိုရင်ဒါရဲရင်ဒီလိုမျိုးပုံစံမျိုးတွေနဲ့ပဲဒါနားထောင်နေရတာပေါ့နော်ပြီးရင်ဘာထပ်ပြောလဲဆိုတော့ဘာနားဆွင့်ရတယ်လဲဆိုတော့ဒီဘုံကျဲမဲ့နေမျိုးတွေဆိုရင်တို့ကဘယ်လိုတတ်မှတ်တယ်လဲဆိုတော့ကိုရီတူတို့မွေးနေ့တို့ကူမာဝီတို့မွေးနေ့တို့ကူပီထူးတို့မွေးနေ့တို့ဟောနော်ဒီလိုမျိုးနေ့မျိုးတွေပြီးရင်ဒါကရင်နီပြည်နယ်ရဲ့နေထူးနေမြက်လို့နေ့မျိုးတွေပေါ့နော်အဲ့လိုနေ့မျိုးတွေဆိုရင်တို့ကပို့ပြီးတော့သတိထားတယ်တဲ့ဘာကြောင့်လဲဆိုတော့ဘုံလာကျဲလို့ကဲမမိုက်ရိုင်းဘူးလားကျွန်တော်ပြောတာ
သူများရဲ့နေထူးနေမြတ်တွေရိုးရာအလေးထားတွေကိုတော့မှဘာမှလေးစားမှုမရှိဘဲနဲ့ပေါ့နော်ပြည်သူကိုနေ့စဉ်နဲ့များဘုံကျဲတက်ဖြတ်ဖို့ပဲလုပ်နေတဲ့ကောင်ကဒီတဝင်လာထဲမှာဒီလိုမျိုးရုံမှာဆွဆွဲတဲ့ပုံစံမျိုးတွေရေးထားတော့တော်တော်လေးရေးစရာကောင်းတယ်ပေါ့နော်အဲ့တော့အဲ့ဒီတာမှာရှိတဲ့ပြည်သူတွေကဒီတဝင်လာကိုကြားလည်းမရဘူးနားလည်းမထောင်ဘယ်ပို့မှလည်းမသိဘူးဘယ်သူကလက်ခံမှလည်းမသိဘူးပေါ့နော်အဲ့တော့ INC ကိုပို့ရလားကျွန်တော်လည်းမပြောတတ်ဘူးပေါ့နော်အဲ့